ပွဲကတော့ကျွန်တော်ဗဒန်းမသက်ချောင်းပေါ့နော်6000ကြီးပွဲဒီဘက်မှာလည်းဗဒန်းမတွေကတကယ်ကောင်းတယ်ပေါ့နော်ပထမတစ်ပွဲမှာတော့ဗဒန်းနိုင်ရတယ်ဒါကနောက်ထပ်6ပလီယာနောက်တစ်ယောက်တက်ဆော့တာပေါ့နော်ဒီပွဲမှာ6နေလေး6ပိုကောင်းတယ်လို့ပြောမှာအဲ့ဒီကွဲနှစ်ချက်လိုက်ရတာရယ်အဲဘုံကြတာသေးဗဒန်းဘေးစစ်တက်ချက်ပြန်ကန်သားသေးပေါ့နော်1 2 ကွင်းဖက်တော့တန်းလို့သားသေးOkay wall break flick ကအလားလေးပဲပါတဲ့ဗဒန်းမတွေကတော်တော်ကောင်းနေပေါ့နော်ဟီရိုနေချာရတာဒီကောင်နည်းလေးဆော့တာတိုင်ပတ်နေရတယ်တကယ်တော်တော်ကောင်းတယ်အဲဘုံကြတာသေးရှေ့မှာ break တွေပါရောကာထားသေးနောက်မှာကျွန်တော် face wing တွေပါလမ်းထိုးရင်းနေပဲကျွန်တော်နောက်ကတော့နည်းနည်းတွန်းထားသေးပေါ့နော် Okay 6နေရဒီလိုတစ်ချက်ရှေ့မှာအဲဘုံတော့ကြာထားသေးအဲ့တော့ break နဲ့တော့တန်းကာတွေရှေ့မှာကျွန်တော် level 1 ချက်ထိုးရင်းနေပဲ ultimate crab တွေတော့ထိုးကြသွားတယ်ပေါ့နော် Okay 6နေရတော့မပြတ်သွားဘူးလိုက်ပြီးတော့ထိုးမှဆိုတော့တက်တော့တယ်ကြာတယ်ဒါပေမဲ့မလိုက်ဘူးဂျီဘရိုနှစ်ချက် air ball တဝတ်တဲ့တွေကိုမလိုက်ရဲ့အကြောင်းရင်းအဲ့ဒါပဲ6မတရားရဲ့ item မသိရင်မသွေးဖိန်ကလေးနဲ့ဒီဘဲတွေကစော်ရဲပေါ့နော်6လူရိုက်ပွဲပြက်ကပေါ့အားလုံးမ6တဝတ်တဲ့ dragon ကန်အားလေးဒီမှာဗဒန်ကျသွားပြီပေါ့နော် hero kit တစ်ကောင်ပဲအဲ့တော့ကျွန်တော် hero kit က2ကောင်တိတိပေးထားရပြီပေါ့နော်ဗဒန်အနေနဲ့ကဂျီဘရိုတစ်ချက်နှစ်ချက်ရထားသေး reflect က air ball တဝတ်တဲ့ dragon ကန်အားကျွန်တော် level တင်နဲ့အောက်ပြန်ကျတယ် physical တစ်ချက်ပဲ flick က right line လေးခုံမဲ့သွားလာတယ်blue bell ဘာလုပ်နေအဲ့တော့ကျွန်တော် one crab တစ်ခါတိုင်းပြီးတော့ထိုးချထားတယ်ပေါ့နော် okay နောက်မှကျွန်တော် break တွေတော့တိုင်းပြီးတော့ကာထားသေးတယ် walk ကာရတယ်ပေါ့နော်6နေနဲ့မပြတ်ကြသွားဘူး okay တာဝါထဲမှာဒီကရိုနှစ်ချက်3ချက် airborne crab နဲ့ပြန်ပြီးအိမ်မှုလေလှတယ်ဗဒန်းပလီယာအဲ့ဒါပဲဗျာတိတာဒီဘေး individual ကတကယ်ကောင်းတယ် hero နေကြရတာဒီဘေးနဲ့တိုင်ပတ်နေရပေါ့နော်အဲ့တော့ break နဲ့တော့လမ်းတော့ကာထားသေးတယ်နောက်မှာ crab ထိုးချထားတယ်ကျွန်တော် level 1 scan တော့လွဲသွားတယ်ပေါ့နော်အဲ့တော့ဒီကရိုနှစ်ချက်flicker right တိုင်းကျွန်တော်ဗဒန်းပတ်လာတယ်6နေနဲ့တော့ကျွန်တော် airborne နဲ့ flicker နဲ့တော့မလိုက်တာဘူးပေါ့နော် Okay ကောင်းပါတယ်ကျွန်တော် good choice တော့ Okay ဒီကရိုတစ်ချက် Okay နောက်ချက်ရလာတယ်ရှင်ဘို airborne တဝတ်တဲ့ dragon tower ပြုံပြန်ကန်ထုတ်လာတာအောက်မှာဘေးသက်တော့ပြန်ကြသားသေးတယ်ဆိုပေမဲ့တစ်ဖက်က bad တယ်ကျွန်တော် break lean နဲ့တော့ပြန်တော့ဒါကာသေးတယ်ပေါ့နော်ဒါပေမဲ့လည်းစင်တော့မပြေပါဘူး hero kit ထပ်ပေးထားရတယ်3ကောင်မြတ်နောက်တစ်ကောင်တော့သွားပြီပေါ့နော် 4k win အဲ့တော့ airborne တဝတ်တဲ့ dragon tower ပြုံပြန်ကန်ထုတ်လာတာကောင်းလိုက်တာဗျာ physical တစ်ချက်ပဲနောက်မှာပြော bad တယ်ပေးရမလား1 2သိဖိကလေးနဲ့ကွာရပြီကောင်းတယ်ဗဒန်းမလေးဆောင်းရမ်းကောင်းတယ်ကျေးဝဲတော့ချင်းကျွန်တော်ရှိမှလာပြောပြတဲ့Okay ဒီကိုတစ်ချက်နှစ်ချက်ရထားလေးချိန်မှာ airborne တဝတ်တဲ့ dragon tower ပြုံလာကန်လာဗျ nice နောက်မှာဗဒန်းပါလုံးနေ break တော့ပြန်ကာထားသေးဆိုမဲ့ ultimate crab နောက်ကို flicker ပုံပြီးတော့ထိုးပြသွားတာပေါ့နော်ဒီကိုနဲ့ထပ်တော့လိုက်ရသေးတယ်6 mega tower ရဲ့ဒီဝင်ပြီးရိုက်တာပေါ့နော် nice ဒီနေ့ပွဲလေးကကျွန်တော်ပြီးသွားပြီပေါ့နော်6000ကြီးပွဲပွဲကြီးကြည့်ရတာကြိုက်တယ်ဆိုလည်းကျွန်တော်တော့ကောင်း follow ပေးတာပါပွဲလေးစောချင်တယ်ဆိုလည်းကျွန်တော်လာပြောပြ